ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဖုန်းမှာရှိတဲ့ Viber account ကိုကျွန်တော်တို့ဒီ laptop မှာပြောင်းထည့်တဲ့နည်းလေးကိုကျွန်တော်တစ်ချက်ပြပေးမှာပဲဖြစ်ပါတယ်ပထမဆုံးတော့ကျွန်တော်တို့ဒီ laptop မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Viber software လေးတော့အရင်ဆုံး down ပေးထားမယ်ပေါ့နော်down ပေးထားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Viber software လေးတဲ့တစ်ချက်ဝင်လိုက်မယ်ဝင်တဲ့အခါကျလို့ရှိရင်သူကကျွန်တော်တို့ဒီမှာ QR code ကလေးတောင်းတယ်ပေါ့နော်ဒီလိုလေး QR code ကလေးတောင်းတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီဖုန်းကနေတစ်ဆင့်လောက်အောင်ပါပေါ့နော်ဖုန်းကနေပြီးတော့ကျွန်တော်တို့ဒီ setting နဲ့တစ်ချက်သွားပြီးလို့ရှိရင်ဒီညာဘက်အပေါ်ဆုံးတောင်းလေးမှာရှိတယ်ပေါ့နော်ဒီမှာလေး QR icon လေးရှိအဲ့ဒါလေးတစ်ချက်နှိပ်လိုက်တယ်ဆိုလို့ရှိရင်သူကကျွန်တော်ဒီ permission တောင်းတယ်ပေါ့နော်ကျွန်တော် permission ပေးလိုက်မယ် okay ဒီလိုမျိုးလေးရလာပြီဆိုလို့ရှိရင်ကျွန်တော် scan ဖတ်လို့ရတယ်ပေါ့နော် scan ဖတ်မယ်ဆိုလို့ရှိရင်ဒီ laptop မှာပေါ်နေတဲ့ဒီ QR code ကိုကျွန်တော်ဒီဖုန်းကနေပြီးတော့ scan ဖတ်မယ်ပေါ့နော်ခဏလေးငြိမ်ထားပေးလိုက်လို့ရှိရင်သူကဒီဘက်မှာအဝိုင်းလေးလဲသွားပြီပေါ့နော်ဒါဆိုလို့ရှိရင်သူကတစ်ခါလေးတန်းပြီးတော့ဝင်သွားပြီပေါ့နော်ပုံမှန်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာသူက chat history တွေဘာတွေပါ sense လုပ်မလားကျွန်တော်ဒီ chat history တွေဘာတွေပါကျင်တယ်ဆိုလို့ရှိရင်တော့ sense လုပ်လိုက်ပေါ့နော် okay ခဏလောက်ဆောင်ပြီးသူကဒီမှာ sense လုပ်တယ်ဆိုလို့ရှိရင်ကျွန်တော်ဖုန်းမှာလည်း sense လုပ်ရတယ်ပေါ့နော်ဖုန်းမှာ sense လုပ်လိုက်မယ်ဒါဆိုလို့ရှိရင်သူကအချိန်လေးနည်းနည်းစောင့်လိုက်တာနဲ့ကျွန်တော်ဒီ sense လုပ်ထားပြီးသွားပြီဒါဆိုလို့ရှိရင်တော့ chat history တွေအကုန်လုံးပါလာမယ်ပေါ့နော်သူက chat history တွေများလေကျွန်တော်ဒီကြာချိန်လေးကတော့ပို့ပြီးတော့အချိန်လေးတော့နည်းနည်းပို့ပြီးတော့စောင့်ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီဖုန်းကအောင်အကောင့်ကိုကျွန်တော်ဒီ laptop မှာတစ်ချက်ဝင်ပြလာပဲဖြစ်ပါတယ်အကောင့်ကတော့အတူတူပဲเนาะတစ်ချက်ပြပေးပါမယ်ဒီမှာအောင်95981နှစ်ဒီမှာလည်း95981နှစ်ပါဒါကတော့ကျွန်တော်ဒီ Viber account ကိုဒီဖုန်းကနေပြီးတော့ laptop ကိုပြောင်းနေနေပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်